Okay ဘိုင်ကန်ကြီးကိုတွေအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်မွန်ပြည်နေတာကိုထွန်းကြိုင်လို့ကြိုင် Honda PCX 160 2026 model ကြီးကိုကျွန်တော် review လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကမိုက်ရဲနော်နောက်ဆရာထောက်ပေးသားကျွန်တော်ရဲ့အကောင့်မှာဘိုင်ကန်ကြီးကိုတွေအတွက်ဆိုင်ငင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆိုင်ငင်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေးကို like and share လေးလုပ်ပေးကြပါဦးဗျကဲကျွန်တော်တို့အစဉ်သစ်ဖြစ်ပြီးဆိုရင်စလိုက်ကြရအောင်New Honda PCX 160. Ini baru beda. Exceptional design. Ini luar biasa. Exceptional technology. Truly exceptional. ဆိုတော့ကျွန်တော် review မလုပ်ခင် PCX ရဲ့တမိုင်းကြောင်းလေးကိုကျွန်တော်နည်းလောက်ပြောပြချင်ပါတယ် PCX 160ကို Honda ကုမ္ပဏီကနေပြီးတော့2009ခုနှစ်မှာစတင်ထုတ်လုပ်ပြီးတော့ယနေ့ချိန်ထိဆက်လက်ပြီးတော့ထုတ်လုပ်နေပါသေးတယ် Engine power cc အနေနဲ့ကတော့3မျိုးခွဲခြားနိုင်ပါတယ် PCX 160 PCX 150 PCX 125တို့ပဲဖြစ်ပါတယ်2026 Honda PCX 160ရဲ့ဒီဇိုင်းပိုင်းကတော့ထွေထွေတူးတူးပြောင်းလဲသွားခြင်းမရှိပါဘူးအရင်ထွက်ရှိခဲ့တဲ့ V ပုံစံ AED design ကိုပဲဆက်လက်ပြီးတော့အသုံးပြုထားပါသေးတယ်။ဆိုင်ငယ် design ပြီးလို့ရှိရင်ကျွန်တော် engine power ကိုချက်ချက်ကြည့်ကြရအောင်။ Honda PCX 160ရဲ့ engine power မှန်ကတော့156.9cc 4 stroke အမျိုးအစားတလုံးတိုး engine ကိုပဲအသုံးပြုထားပြီးတော့မြင်းကောင်းရည်တွေနဲ့ 15.8 horsepower ထွက်ရှိပြီးတော့ torque ဒါမှမဟုတ် engine အားအနေနဲ့ကတော့ 14.9 Nm ရှိပြီးတော့ DOHC ဘားလေးချောင်းနဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်ဆိုတော့ PCX 160ရဲ့ကျွန်တော်တို့စီတိုင်ကြီးဝင်ဆက်မှုပမာဏကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်အောင်ဆိုတော့ PCX 160ရဲ့စီတိုင်ကြီးဝင်ဆက်မှုပမာဏကတော့ 8.1 လီတာအထိဝင်ဆက်မှာဖြစ်ပြီးတော့အင်ဂျင်ပူချိန်ကိုလျှော့ချဖို့အတွက်ရေတိုင်ကြီးလည်းပါဝင်ထားပါသေးတယ် Driving စနစ်ကတော့ Auto Gear စနစ်နဲ့ပဲမောင်းနေရအောင်ပါ PCX 160ရဲ့ top speed ကတော့တနအီကိုကီလိုမီတာ140ဝန်းကျင်လောက်မောင်းနေနိုင်မှာပါလေးပါဆွဲလိုက်ရတဲ့တင်ငယ်ကုန်းကိုတစ်ခါတည်းတန်းရောက်သွားမှာပါ Emotional damn it 2026 Honda PCX 160မှာဘိုင်ကန်ဒီကိုတို့ကြိုင်လုံခြုံရေး Smart Key Toss နဲ့ Rider City ပိုင်းတွေအရှိဘိတ်အနောက်ဘိတ် ABS bracelet တွေပါဝင်ထားပါသေးတယ်ဖုန်းအပင်မှုတွေ USB charger ပေါက်လည်းပါဝင်ထားပြီးတော့30လီတာတိကျဝန်းတဲ့ tools ပေါက်ကြီးလည်းပါဝင်ထားပါတယ်ခီးသွားရတဲ့ချိန်နှစ်သက်တဲ့ဘိုင်ကန်ဒီကိုတွေအကြိုက်တွေ့စီအောင်ပါ2026 Honda PCX မှာအထူးခြားဆုံးအနေနဲ့ကတော့လုံးဝ full color display တိုင်ကကြီးပါဝင်ထားတာပဲဖြစ်ပါတယ် Oh my god! 2026 Honda PCX 160ရဲ့လက်ရှိဈေးနှုန်းကတော့မြန်မာငွေဈေးနဲ့ဆိုရင်150ဝန်းကျင်လောက်ဈေးပေါက်နေပါတယ်ဆိုတော့ဘိုင်ကန်ဒီကိုတို့ရောဘယ်လိုမြင်လဲဗျ2026 Honda PCX ကိုခုလက်ရှိမြန်မာငွေဈေးနဲ့ကိုဝယ်ကြမှာလားကျွန်တော်တို့တစ်ချက်လောက် comment မှာဖြေပေးကြပါဦးကျွန်တော်ရဲ့ review video လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးလုပ်ပေးကြပါဦးဗျကျေးဇူးတင်ပါတယ်